မျိုးသမီးဟာရုတ်တရက်ဆိုသလိုနားမလည်နိုင်စရာစာတစ်စောင်လက်ခံရရှိခဲ့ပါတယ်။အဲ့ဒီစာထဲမှာမင်းယောက်ျားမင်းအပေါ်တစ္ဆာဖောက်ပြီးဖောက်ပြန်နေတယ်လို့ရေးထားတာပါ။အဆိုးဆုံးကတော့စာထဲမှာပါတဲ့ဖောက်ပြန်သူဆိုတဲ့အမျိုးသမီးဟာဒီနေ့ညစာစားပွဲမှာသူမနဲ့တဝိုင်းနဲ့ထိုင်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ညစာစားပွဲကိုတက်ရောက်လာသူအားလုံးဟာလည်းသူမနဲ့အလွန်ရင်းနှီးတဲ့သူတွေကြီးပါပဲ။သူတို့အားလုံးကိုစမ်းသပ်ကြည့်ဖို့အတွက်အမျိုးသမီးဟာသူမရဲ့ယောက်ျားစီတိုက်ရိုက်လျှောက်သွားပြီးလူတိုင်းရဲ့ရှေ့မှာတင်ယောက်ျားဖြစ်သူကိုနမ်းရှုံလိုက်ပါတယ်။အဲဒီနောက်လူတိုင်းရဲ့တုံ့ပြန်မှုကိုတိတ်တဆိတ်အကဲခတ်ကြည့်ခဲ့တာပေါ့။ဒါပေမဲ့ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှပုံမှန်မဟုတ်တဲ့တုံ့ပြန်မှုမျိုးပြမလာခဲ့ပါဘူး။ပါတီပွဲပြီးသွားတဲ့အခါသူမရဲ့တန်တရားဟာလူနှစ်ယောက်စီမှရောက်သွားခဲ့ပါတယ်။တယောက်ကတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ပြီးကျန်တယောက်ကတော့ယောက်ျားဖြစ်သူရဲ့အတွင်းရေးမှုမလေးပဲဖြစ်ပါတယ်။ဒါကြောင့်သူမဟာအလုပ်ပိုဆင်းရတယ်ဆိုတဲ့စင်ကြေကိုတမင်သုံးပြီးယောက်ျားဖြစ်သူကိုသူတို့နှစ်ယောက်ကိုအိမ်ပြန်လိုက်ပို့ခိုင်းခဲ့ပါတယ်။ဒါပေမဲ့အတွင်းရေးမှုမလေးကသူမကားခေါ်ထားပြီးပြီလို့ပြောပြီးချင်းပဲထွက်သွားခဲ့ပါတယ်။သူမရဲ့အချစ်ဆုံးတငယ်ချင်းကလည်းကောင်လေးကလာကြုံမှမို့လို့အမျိုးသမီးကိုပဲအမြန်ပြန်ဖို့တိုက်တွန်းနေခဲ့ပါတယ်။မျိုးသမီးဟာတခုခုမှားယွင်းနေပြီလို့ခံစားလိုက်ရတာကြောင့်ထွက်သွားသလိုလိုနဲ့အနီးနားမှာပုံကြည့်နေခဲ့ပါတယ်။မှန်းဆထားတဲ့အတိုင်းပဲမကြခင်မှာသူမယောက်ျားရဲ့ကားနဲ့ပုံစံတူကားတစ်စီးအဝင်ဝမှာလာရက်ခဲ့ပါတယ်။ဒါပေမဲ့ကားနံပါတ်ပြားကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာသူမယောက်ျားရဲ့ကားမဟုတ်မှန်းသိလိုက်ရတာကြောင့်ဒီစာဟာကြီးစဲလောင်ပြောင်ယုံတက်တက်ရေးလိုက်တာများလားလို့စတင်တန်တရားဝင်လာခဲ့ပါတယ်။နောက်တနေ့မှာတော့ယောက်ျားဖြစ်သူဟာထုံးစံအတိုင်းသူမကိုအလုပ်ကနေလာကြိုခဲ့ပြီးတန်မိုးကြီးအမှတ်တစိတ်အိတ်တွေအဝတ်စားတွေအများကြီးဝယ်ပေးခဲ့ပါတယ်။အတွင်းရေးမှုမလေးကလည်းဘေးကနေတက်ပြင်းချရင်သူမရဲ့အထက်လူကြီးဟာတကယ်ကိုအပြစ်ဆိုပွဲမရှိတဲ့ခင်မုန်းကောင်းတစ်ယောက်ပါပဲလို့မချီးကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။မျိုးသမီးဟာလည်းငါပဲအတွေးလွန်နေတာပါလားလို့စတင်တွေးမိနေချိန်မှာပဲယောက်ျားဖြစ်သူကအတွင်းရေးမှုမလေးရဲ့ကော်ဖီခွက်ကိုမတော်တဆတိုက်ချမိသွားခဲ့ပါတယ်။အတွင်းရေးမှုမလေးကသူ့ကိုတန့်စင်ခန်းသွားပြီးရေဆေးဖို့ချက်ချင်းပြောလိုက်ပြီးသူမကတော့ဖုံးဖြေမလို့ဆိုတဲ့စင်ကြေနဲ့သူမရဲ့ကုတ်အင်ဂျီကိုအမျိုးသမီးစီအထားခဲ့ပါတယ်။အမျိုးသမီးဟာသူမယောက်ျားရဲ့ဖုန်းကိုတိတ်တဆိတ်စစ်ဆေးကြည့်ခဲ့ပေမဲ့မတင်ငါစရာဘာတစ်ခုမှရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့မကြသေးမီမှာပဲသူမဟာယောက်ျားဖြစ်သူနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းတို့ရင်းနှီးကျွမ်းဝင်စွာပြုမှုနေကြတာကိုကိုယ်တိုင်ကိုယ်ကျစီစစ်တွေ့ရှိသွားခဲ့ပါတယ်။မျိုးသမီးဟာဒေါသတကြီးပြေးသွားပြီးယောက်ျားဖြစ်သူရဲ့ဘားကိုဖျက်ခနဲရိုက်ချလိုက်ပါတယ်။သူမရဲ့အချစ်ဆုံးတငယ်ချင်းကမတော်တဆတိုက်မိရာကနေအင်ဂျီဘော်ကတတုကြိုးတွေညှိသွားတာပါဆိုပြီးအတီးတီးအလင်းစလိုရှင်းပြခဲ့ပါတယ်။ယောက်ျားဖြစ်သူကလည်းဇနီးဖြစ်သူအတွက်ကော်ဖီဝင်ဝယ်ပေးုံပဲလို့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အိတ်ထဲမှာကော်ဖီနှစ်ခွက်ပါနေတာကိုအမျိုးသမီးတွေ့ရှိသွားခဲ့ပါတယ်။ယောက်ျားဖြစ်သူကအရင်ကသူမကိုလိုက်စင်တုန်းကသူမရဲ့တငယ်ချင်းကိုမြှောက်ပေးဖို့အတွက်အမြဲတမ်းအပိုးဒါပေမဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အိတ်ထဲမှာကော်ဖီနှစ်ခွက်ပါနေတာကိုအမျိုးသမီးတွေ့ရှိသွားခဲ့ပါတယ်။ယောက်ျားဖြစ်သူကအရင်ကသူမကိုလိုက်စင်တုန်းကသူမရဲ့တငယ်ချင်းကိုမြှောက်ပေးဖို့အတွက်အမြဲတမ်းအပိုးတစ်ခွက်ဝယ်ပေးလေးရှိကြောင်းအခုလဲအဲ့ဒီအချင်းကအကျင့်ပါနေလို့ပါဆိုပြီးချက်ချင်းရှင်းပြခဲ့ပါတယ်။မျိုးသမီးဟာတန်တရားရှိနေစေဖြစ်ပေမဲ့တက်တေရှာမတွေ့သေးပါဘူး။ကုမ္ပဏီကိုပြန်ရောက်ပြီးဝယ်ယူမှုပြေစာကိုထပ်မံစစ်ဆေးကြည့်လိုက်တဲ့အခါမှာပဲပုံမှန်မဟုတ်တဲ့အချက်တစ်ခုကိုစတင်သတိပြုမိလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့ယောက်ျားဝယ်လာတဲ့ limited edition လက်ဆွဲအိတ်ဟာသူမရဲ့အချစ်ဆုံးတငယ်ချင်းရဲ့ပခုံးပေါ်မှာရောက်နေပြီးအဲ့ဒီအိတ်ရဲ့တန်ဖိုးဟာဒေါ်လာနှစ်တန်ကြေးရှိလို့ပါပဲ။မျိုးသမီးကချက်ချင်းမေးခွန်းထုတ်ခဲ့ပေမဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းကဒါဟာသူမရဲ့ကောင်လေးပေးထားတဲ့လက်ဆောင်ပါဆိုပြီးပြတရားရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အချစ်ဆုံးတငယ်ချင်းကသူမရဲ့ကောင်လေးဟာဆင်းရဲပါတယ်လို့ပြောခဲ့ဘူးတာကိုမျိုးသမီးကရှင်းရှင်းလင်းလင်းမှတ်မိနေပါတယ်။အချစ်ဆုံးတငယ်ချင်းထွက်သွားပြီးတဲ့နောက်သူမရဲ့ဖုန်းကိုမတော်တဆမေ့ကြံခဲ့ပါတယ်။နောက်စက္ကန့်မှာပဲမျက်နှာပြင်ပေါ်မှာစာတစ်စောင်ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ကောင်လေးစီကလာတဲ့စာမှာတော့ဒီနေ့ညဟိုတယ်မှာတွေ့ကြမယ်လို့ရေးထားတာပါ။မျိုးသမီးဟာချက်ချင်းတုံဆိုင်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဟိုတယ်ဟာသူမယောက်ျားရဲ့ကုမ္ပဏီနီးမှာပဲတည်ရှိနေလို့ပါ။အဲ့ဒီနေ့ညမှာပဲယောက်ျားဖြစ်သူကအလုပ်ပိုဆင်းရမယ်ဆိုတဲ့စင်ကြေပေးခဲ့ပြီးအမျိုးသမီးကတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းနောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။မကြခင်မှာပဲအချစ်ဆုံးတငယ်ချင်းဟာဟိုတယ်ခန်းတကားတစ်ခုကိုခောက်လိုက်ပါတယ်။တကားဖွင့်ပေးလိုက်တဲ့သူဟာမတ်စကတ်အယုတ်ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ဒါပေမဲ့အမျိုးသမီးဟာအဲ့ဒီနေရာမှာတင်လုံးဝဆန့်အဖြစ်သွားခဲ့ပါတယ်။
ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်အတော်ကြာကသူမ၏ယောက်ျားသူမကိုလက်ထပ်ခွင့်တောင်းစဉ်ကလည်းဒီမာစကော့အယုတ်ဝတ်စုံကိုပဲဝတ်ဆင်ခဲ့တာကြောင့်ဖြစ်ပါတယ်။သူတို့နှစ်ယောက်အခန်းထဲဝင်တော့မဲ့အချိန်မှာပဲအမျိုးသမီးဟာနောက်ဆုံးမှာအရှိကိုပြေးထွက်သွားပြီးမာစကော့အယုတ်ကောင်းကိုတစ်ချက်တည်းနဲ့ဆွဲချွတ်လိုက်ပါတော့တယ်။